ဒီတခါကန်ကောင်းမဲ့သူလေးတွေကကြတော့တောက်ကြသားသမီးအလှည့်ဖြစ်ပါတယ်ရှင်။ကဲတောက်ကြသားသမီးတွေကတော့2025နောက်ဆုံးလကနေစပြီးတော့ဘဝမှာအောင်လန်လွှင့်ချီအောင်မြေကိုနင်းပြီးတော့ပေါ့နော်အောင်တကွန်တွေကိုစုခူးတော့မဲ့သူတွေလို့ဆရာမလေးကတော့ကြိုတင်နမိတ်ဖတ်ပြရစီ။အဲ့တော့သင်တို့ဟာဘလောက်ပဲအေးအေးဆေးဆေးနေပါလေသင်တို့အပြိုင်ဆိုင်တိုက်ခိုက်အရင်များတယ်မွေးလာတွေကပြိုင်နေသူများတယ်။ကိုကမပြိုင်ခြင်းလို့အေးအေးဆေးဆေးနေလည်းမရဘူးသူတို့ကလာပြိုင်တယ်။တောက်ကြသားအများစုကစိတ်နှလုံးသားနုနေတယ်ပြိုင်ခြင်းဆိုင်ခြင်းစိတ်တိတ်မရှိဘူးတိုးတော်လည်းပဲသူတို့လာပြိုင်နေနော်ပြီးတော့သူတို့ကနောက်တစ်ခါကျတော့အဲ့လိုမျိုးတချို့ငင်းတို့ရပေါ့နော်တော်တော်ကောင်းတာမျိုးတွေ့ရတယ်ဥမာသူများတွေ10နှစ်လောက်စူးစမ်းရတဲ့ကိစ္စကိုသူတို့ကအဲ့လိုတက်လာတယ်နဲ့ဒါမှမဟုတ်နည်းနည်းပေါ့နော်2လလောက်နဲ့အဲ့လိုမျိုးအကုန်လုံးသိသွားတာမျိုးပေါ့ပညာရဲ့တစ်ခုဆိုလေတချို့ဆိုလို့ရှိရင်အရင်လေ့လာတဲ့အရာကိုတော့သူတို့ကခဏတက်ဖြုတ်တွင်းမှာရသွားတာမျိုးလို့သူများတွေတနားရီလောက်ကြာရတဲ့စာအုပ်ဆိုလေသူတို့က3မိနစ်5မိနစ်လောက်ဖတ်လိုက်တာနဲ့အဲ့စာအလိုလွတ်ရသွားတာမျိုးလို့နော်ဒါမျိုးရှိအဲ့တော့သူကငင်းသူကကောင်းလာပြီးသားဒါပေမဲ့လည်းတချို့ကန်ကျိုးမပေးမကောင်းလို့ညံရေမကောင်းတဲ့သူတွေလည်းပါကောင်းပါလာနိုင်တယ်ဒါပေမဲ့ရာခိုင်နှုန်းတော်တော်များများညံကောင်းတယ်တော်တင်လွယ်တက်လွယ်တိလွယ်ဒါပေမဲ့သူတို့ကမတိချင်အောင်မတက်ချင်အောင်စောင့်နေတာအဲ့တော့တောက်ကြသားသမီးကိုသွားပြီးတော့နင်ကဒါလေးတော့မတိဘူးလားလို့မတက်ဘူးလားလို့သွားပြီးတော့မပြောမိစေနဲ့ဘာဖြစ်လို့လဲဆိုတော့တောက်ကြသားသမီးတွေကမတိချင်အောင်သာစောင်းနေမတက်ချင်အောင်သာစောင်းနေသူတို့အားလုံးကခန္ဓာလေးလေးလာလိုက်တာနဲ့အကုန်တိတယ်ဒါပေမဲ့သူတို့တိပြီးသားသူတို့တက်ပြီးသားတောင်ဖြစ်နေတတ်သေးတယ်မပြိုင်ခြင်းလို့မဆိုင်ခြင်းလို့သူများနဲ့မငင်းခြင်းလို့အာနာတက်လို့သူတို့ကနော်ဒီကအာနာတက်လို့သူတို့ကဒီပေါ့နော်အေးအေးဆေးဆေးသူ့ဘာသူနေတာအဲ့တော့သူတို့လာပြီးတော့ပြိုင်လာဆိုင်လာဒါပေမဲ့သူတို့ဒါပါတော့နောက်ကနှိမ်တဲ့စကားမျိုးပြောမိတယ်ဆိုလို့ရှိရင်တော့အဲ့ဒါတတိထားပြီးတော့တစ်ချိန်မဟုတ်တစ်ချိန်မှာသူပြန်တွေ့တတ်တယ်ပေါ့နော်သူတို့လက်စားချေတုံးပြန်ရင်လေချစ်ဖို့လည်းကောင်းတယ်နည်းနည်းချစ်ဖို့ကောင်းတယ်လို့ပဲသူတို့ကနည်းနည်းလေးတော့ပြင်းနေပေါ့နော်ကိုခံရတဲ့လှည့်ကြလို့ရှိရင်ဘလို့ခံလိုက်ရမှန်းတော့မသိတာမျိုးတွေဖြစ်တတ်တယ်။နောက်ကြသားသမီးတွေကသူတို့ပြောတဲ့စကားလုံးတိုင်းကိုသူတို့ကခံစားပြီးတော့မှတ်ထားတယ်။သူတို့ချီးကျူးတဲ့စကားလားသူတို့ကိုရှုံချတဲ့စကားနှိမ်ချတဲ့စကားအကုန်လုံးသူတို့ကမှတ်ထားတာဖြစ်တယ်။ဘယ်နေ့ဘယ်ချိန်ဘယ်ခါတော့ဘာလုံးနေတဲ့အချိန်မှာဘယ်နှစ်စက္ကန့်အတွင်းမှာနင်ငါ့ကိုပြောလိုက်တဲ့စကားဆိုပြီးတော့လေအရင်အမှတ်သေးကြီးတယ်အဲ့တော့တောက်ကြသားသမီးချစ်သူတော်ထားတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးကြွေးဆိုင်ရတယ်နော်အညိုးအမှတ်ကြီးတယ်အဲ့ဒါမဲ့ချစ်ရင်လည်းသူများနဲ့မတူအောင်ချစ်တတ်ကြတာမျိုးတွေ့ရတယ်ပေါ့နော်ဒီကာလမှာတောက်ကြသားသမီးတွေကချစ်သူကြီးစားရှိတယ်ဆိုလို့ရှိရင် propose လုပ်ခံချစ်သူကြီးစားမရှိရင် propose လုပ်ခံရမယ်ရှိပြီးသားသူဆိုလို့ရှိရင်engagement စိတ်ဆက်တာမျိုးတွေလက်ထပ်ပွဲအခမ်းအနားတွေပျော်ရွှင်စွာကျင်းပရတာမျိုးတွေ့ရတယ်တခုတော့ရှိတယ်အဆွဆွဲနှောက်ယှက်ခံရတယ်ပေါ့နော်ကိုယ့်ရဲ့ relationship မှာတော့မဟုတ်လေမိသားစုတိုင်းမှာတငယ်ချင်းမိတ်ဆွေအလုပ်ကိုင်းနေထဲမှာနည်းနည်းလေးတော့ဂရုစိုက်ပေးပါပိုပြီးကန်ကောင်းစီဖို့ဒင်ကားပြားလေးတစ်ပြားကိုယခုချိန်ကနေစပြီးနောက်ထပ်တစ်နှစ်တာတွင်စောင့်ထားပါတည်တည်ဝန်ထမ်းတွေများများစားပေးပါရှင်